တီရန်ဘေးခံရတော့မယ်အမွှာညီကိုနှစ်ယောက်ဒါပေမဲ့သူတို့ရဲ့ကညမာကဘော်ဖီတစ်ခွက်ကြောင့်ပြောင်းလဲသွားခဲ့ပါတယ်18ရာစုကဆွီဒင်ဘီရင်ကတ်စတာကော်ဖီကိုအယံမုန်းတီးပြီးအစိတ်လွတ်ယူစားခဲ့ပါတယ်သူကကော်ဖီတောက်ရင်လူတွေစောစောတည်ကုန်မယ်လို့ယုံကြည်နေတာပါဒါကြောင့်သူကတေးရန်ကြနေတဲ့အမွှာနှစ်ယောက်ကိုတနက်နဲ့မပြစ်ပဲခံသက်မှုတစ်ခုလုပ်ခဲ့ပါတယ်။ညီကိုတယောက်ကိုတစ်နေ့ကော်ဖီ3ဦးတောက်ခိုင်းပြီးနောက်တစ်ယောက်ကတော့လက်ဖက်ရည်3ဦးတောက်ခိုင်းခဲ့ပါတယ်။ဒီစံသက်မှုကိုဆရာဝန်နှစ်ယောက်ကနှစ်ပေါင်းများစွာစောင့်ကြည့်ခဲ့ပါတယ်။ဘရင်ကြီးနဲ့ဆရာဝန်လင်ကကော်ဖီတောက်တဲ့သူအရင်ဆုံးသိလိမ့်မယ်လို့မျှော်လင့်နေကြတာပါ။ဒါပေမဲ့အချိန်နွေးကြလာတဲ့အခါမှာတော့စောင့်ကြည့်နေတဲ့ဆရာဝန်နှစ်ယောက်လုံးအရင်ဆုံးတည်ဆုံးသွားခဲ့ပါတယ်။နောက်ပြီးဘရင်ကြီးကိုယ်တိုင်လည်းလောက်ကျန်ခံရပြီးနှဲ့ရွာဆန်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့လက်ဖက်ရည်တောက်တဲ့သူကအသက်83နှစ်မှာအရင်ဆုံးတည်ဆုံးသွားပြီးကော်ဖီတောက်တဲ့သူကတော့အသက်ရှည်ဆုံးရှင်သန်နိုင်ခဲ့ပါတယ်။ဒီနေ့ခေတ်မှာတော့ကော်ဖီကကမ္ဘာပေါ်မှာလူရိုက်မဲ့ဆုံးဖျော်ရည်တစ်ခုဖြစ်နေပါပြီ။တင်ကောကော်ဖီကြိုက်တာလက်ဖက်ရည်ကြိုက်တာဆိုတာကွန်မန့်မှာရေးခဲ့ကြပါဦး။ဒီလိုမျိုးဘ ഹു တူတွဲရစရာဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်ဖော်လို့လုပ်ခဲ့ကြပါဦး။ဒီဗီဒီယိုက1900ပြည့်နှစ်နိုဝင်ဘာလမှာဖြစ်ပွားခဲ့တဲ့တင်ကင်ပင်တေးတက်စတာလို့လူသိများတဲ့ဆန်ဖရန်စစ္စကိုမြို့ကဝန်းထဲစရာဖြစ်အကြောင်းကိုပြောပြမှာဖြစ်ပါတယ်။သူတို့ဟာသူတို့ရဲ့ရှိဘွားအောက်ကအမိုးရဲ့အကွဲညီတွားတန်တွေကိုလုံးဝသတိမထားမိခဲ့ကြပါဘူး။ဒါဟာ1900ပြည့်နှစ်ဆန်ဖရန်စစ္စကိုမှာဖြစ်ပွားခဲ့တဲ့တင်ကင်ပင်တေးပေါ်လုံးပွဲအပျော်တွေကြားကငရဲတစ်ခုရဲ့အစပဲဖြစ်ပါတယ်။ပေါ်လုံးပွဲကိုပို့ပြီးမြင်ရအောင်ဖန်ချက်ဆက်ယုံတစ်ခုရဲ့အမှုဘော်ကိုလူတွေအစုလိုက်ပြုံလိုက်တက်ခဲ့ကြပါတယ်။အမှုကခန္ဓာရည်မရှိတော့ပဲရုတ်တရက်ပြူကျသွားတဲ့အခါလူပေါင်းများစွာဟာပီ60ကျော်မြင်းကနေအောက်ကဖန်ရည်ပူတွေပုတ်ပွက်ဆူနေတဲ့ဖူကြီးတွေတဲကိုတက်တက်မက်မက်ပြုတ်ကျကုန်มาတော့တယ်။အောက်ကိုပြုတ်ကျသွားတဲ့သူတွေကဖန်ရည်ပူတွေနဲ့တင်မကပဲစိတ်ယုံကပေါက်ထွက်လာတဲ့စီးပူတွေလောင်သားတွေနဲ့အရှင်လက်လက်မီးလောင်ကျွမ်းတွေကိုခံခဲ့ကြရပါတယ်။အပြုတ်ပွဲကနေငရဲကန်တစ်ခုကိုစက္ကန့်မိုင်တွင်ပြောင်းလဲသွားခဲ့တာပါဒီဖြစ်ရမှာလူပေါင်း23ဦးထက်မနည်းအသက်ဆုံးရှုံးခဲ့ရပါတယ်ပူကောင်းတဲ့မြင်ကွင်းတစ်ခုကိုကြီးကျင်ရုံသက်နဲ့လုခဲ့တဲ့ဒီကမားဟာသူတို့ရဲ့နောက်ဆုံးခရီးဖြစ်သွားခဲ့ပါတယ်ဒီနေ့ခေတ်မှာလည်းဘေးရနေတဲ့ကင်းချင်းရေးဆိုတာဘလောက်အရေးကြီးလဲဆိုတာဒီသမိုင်းဝင်ဖြစ်ရကတတိပေးနေတာဖြစ်ပါတယ်ဒီလိုမျိုးဘ ഹു တူတရစရာဗီဒီယိုလေးကိုကြည့်နေတဲ့ဆိုရင်ဖော်လို့လုပ်ခဲ့ဖို့မမေ့နဲ့နော်ဝိဆိုတာလဲတက်ပါတယ်ခါကလူငယ်တယောက်ဟာဒေါသအဟုန်ကြောင့်သူ့ရဲ့တင်နေချင်းအရင်ကောက်ကိုစောင်းအောင်ပေါ်ကနေတုံးချပြီးတက်မိခဲ့ပါတယ်အဲ့ဒီအဖြစ်ပြက်ဖို့လမ်းပေါ်ကအဖွားဦးတယောက်ကစသုံးမြင်တွေးလိုက်ရပါတယ်အဲ့ဒီအဖွားဟာတက်ခံလိုက်ရတဲ့လူငယ်ရဲ့အဖွားရင်းပါတရားရုံးရောက်တဲ့အခါအားလုံးကအဖွားဦးကိုမေးကြပါတယ်တရားခံကိုမက်မိလာတဲ့ဖွားဦးကလူမိုက်ရဲ့မျက်နှာကိုတရားလိုက်ကြည့်ပြီးဘယ်သူမှမဟုတ်ဘူးလို့ညင်းသူကလူမိုက်ကိုလွတ်မြောက်ခွင့်ပေးလိုက်ပါတယ်တရားရုံးပြင်မှာတော့အဖွားကလူမိုက်ကိုကပ်ပြောခဲ့ပါတယ်မင်းကငါမမတ်မိလို့လူပေးခဲ့တာမဟုတ်ဘူးမင်းကိုထောင်ထဲမှာပဲအလကားတက်မပုတ်စီခြင်းလို့မင်းနဲ့ခေရတဲ့သူကိုဆုံးရှုံးရတဲ့နိုင်ကျမှုကိုကိုယ်တိုင်ခံစားရမှန်းနေသည့်မင်းကိုအသက်ရှင်ဝင်ပေးလိုက်တာလို့ပြောခဲ့ပါတယ်နေ့တူကြမှာတော့အဲ့ဒီလူမိုက်ဟာလူကောင်းတယောက်ဖြစ်ဘဝတိဆောက်ပြီးအိမ်အောင်ကြခဲ့ပါတယ်သူတနည်းမှာကိုဝင်ရှိလာတဲ့အခါသူကသွားပုံမှအပျော်ဆုံးလူဖြစ်ခဲ့ရပါတယ်ဒါပေမဲ့ဝိဇ္ဇူတာအချောင်လို့မရပါဘူးဒီနေ့မှာတော့သူ့ရဲ့ဆိုင်ကိုလူမိုက်တွေဝင်စီရင်ပြစ်ခတ်မှုဖြစ်ပြီးသူ့ရဲ့ကိုယ်ဝန်ဆောင်သမီးတွေဟာသူ့ရှိမှတင်ပွဲချင်းပြီးတည်ဆုံးသွားခဲ့ပါတယ်။သူကရင်ပွဲမတက်ကိုတွေးနေတော့မှပဲအဖွားကိုရဲ့အတန်ကိုကြားလိုက်ရတယ်။ဒါဟာမင်းကိုပြောခဲ့တဲ့နာကျင်မှုပဲပြီးတော့ဒါဟာအစပဲရှိသေးတယ်လို့ပြောလိုက်ပါတယ်။ဒီလိုမျိုးဘ ഹു တူရရစရာဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်ဖော်လို့လုပ်ခဲ့ဖို့မမိတ်နဲ့နော်